www.topic.go.kr ဆိုပြီးတော့ရိုက်ရှာလိုက်လို့ရှိရင်ဒီလိုပုံစံလေးကြာလာမယ်နော်အဲကြလို့ရှိရင်ကျမတို့တွေကဝဲဝန်းခါ if ဆိုတာလေးကိုနှိပ်ပေးရမယ်ဒီမှာကျမတို့ step 1ကိုအကုန်လုံးသဘောတူတယ်ဆိုတဲ့မြားလေးတွေပဲနှိပ်ပေးရင်ရပြီဒီမှာတစ်နေရာရှိမယ်ဒီမှာအသက်14နှစ်အထက်ဖြစ်ပါတယ်ဆိုတဲ့ဟာလေးကိုကျမတို့ကမှန်ကန်ကြောင်းအမှန်ချက်လေးချစ်ပေးရမယ်နော်ပြီးရင်ဒါ step 2ရောက်သွားပြီ step 2မှာဘာတွေဖြည့်ရမလဲဆိုလို့ရှိရင်ဒီမှာကျမတို့ကကိုလက်ရှိနေထိုင်နေတဲ့နေရာကိုဖြည့်ပေးရမှာဒါကျမတို့ကအခုကိုရီးယားအတွင်းမှာနေထိုင်နေတယ်လို့ဆိုလို့ရှိရင်ဒီ location ပုံစံလေးကိုဖြည့်ပေးရမှာဖြစ်ပြီးတော့ကိုရီးယားရဲ့ပြင်ပ overseas နိုင်ငံတွေကနေဖြည့်တဲ့လူမျိုးဆိုလို့ရှိရင်ကျမတို့ကဒီကမ္ဘာလုံးပုံလေးနဲ့ပေါ့နော်ဒါကိုရီးယားပြင်ပမှာနေထိုင်တဲ့သူတွေကအပတ်ရွေးရမှာဆိုတော့ကျမတို့ကအခုကိုရီးယားမှာနေထိုင်နေတာဖြစ်တဲ့အတွက်ဒီမှာခုနယ်ကောချူကိုရွေးပေးမယ်အောက်ထပ်ဆင်းမယ်ဆိုလို့ရှိရင်နောက်ထပ်တစ်ဆင့်ကသူကဒီမှာနေကူကင်းလားဝယ်ကူကင်းလားဆိုတာကိုရွေးရမှာဖြစ်တယ်ကျမတို့ကကိုရီးယားသားဆိုရင်သူတို့ကဒီဘက်ခြမ်းကိုရွေးမယ်ကိုရီးယားဝယ်ကူကင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာဟန်ကူဝယ်ဆိုတာလေးကို check လုပ်ပေးမယ်ပြီးရင်ဒီမှာဆွန်းထပ်လုပ်ပေးမယ်အောက်ကမြားလေးကိုနှိပ်လိုက်လို့ရှိရင်ဘာနိုင်ငံသားလဲဆိုတာကိုကျမတို့ရွေးပေးရမှာဖြစ်တယ်ဒီမြားလေးတွေကနေပြီးတော့မီယမာဆိုတာကိုဝင်ရွေးပေးရမှာဖြစ်တယ်ပြီးရင်ဒါအောင်အဲ့တော့ကျမတို့က step 3ကိုရောက်သွားပြီဖြစ်တယ်ဒီ step 3မှာကျတော့ကိုကဘယ်လိုပုံစံမျိုးနဲ့အတည်ပြုချင်တာလဲဖုန်းနဲ့ engine လုပ်မှာလား iPad နဲ့ engine လုပ်မှာလားဒါမှမဟုတ်ရင် mail နဲ့ engine လုပ်မှာလားဆိုတာကိုရေးပေးရမှာဖြစ်တယ်ကိုက mail နဲ့အတည်ပြုချင်တဲ့လူဆို mail ကိုရွေးမယ်ကျမတို့ကတော့ဖုန်းနဲ့ပဲအတည်ပြုမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ Uther phone engine ကိုရွေးပေးမယ်ဒီမှာကိုသုံးတဲ့ထုံးရှင်းကိုရွေးပေးရမယ်ကိုကဘာလဲ KT Atul ဆိုလို့ရှိရင် KT Atul အမမွန်ဂျာ message အဲ့ဒါဆိုရင်ခဏန်း6လုံးကိုဖုန်းနဲ့ရောက်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မွန်ဂျာ message ကိုရွေးမယ်ဒီမှာအမှန်စစ်လေးစစ်ပေးမယ်ဒါဒီမှာနာမည်ဖြည့်ရမယ် ID ကတ်ထဲမှာပါတဲ့အတိုင်းကျမတို့နာမည်ရေးပေးရမယ်နော်ဟိုကင်းလေးကိုနှိပ်ပေးမယ်ဒီမှာကျမတို့ birthday date 6လုံးကိုရေးပေးရမှာဖြစ်တယ်ဒီဘက်မှာဆိုရင် ID ကတ်ရဲ့ရှေ့ဆုံးတစ်လုံးကိုရေးမယ်ဒီမှာဖုန်းနံပါတ်ရိုက်ထည့်မယ်ဖုန်းနံပါတ်ရိုက်ထည့်ပြီးတော့ရင်ကျမတို့ဒီမှာသူပေါ်လာတဲ့ကဏ္ဍ6လုံးကိုတူအောင်လိုက်ရိုက်ပေးရမှာဖြစ်တယ်6ခွန်8 3 5နှစ်ပြီးရင်ကျမတို့ဒီယောက်ကဝက်ကင်းလေးကိုနှိပ်ပေးမယ်ခုဖုန်းထဲကိုလာတဲ့ကဏ္ဍ6လုံးကိုရိုက်ထည့်ပြီးရင်ဝက်ကင်းလေးနှိပ်ပေးမယ်နော်ဒီဟာ topic အကောင့်မှာကိုအသုံးပြုခြင်းတဲ့ ID ဖြည့်မယ်ပြီးရင်ဒီမှာ password အဲ့ဒီ password ကိုနောက်တစ်ခေါက်ထပ်ရိုက်မယ်ဒီမှာ ID က6လုံးကနေ12လုံးထိအသုံးပြုလို့ရတယ်အင်္ဂလိပ်စလုံးရဲ့ကဏ္ဍသင်္ချာရဲ့2မျိုးပဲအသုံးပြုခွင့်ရှိတယ်နော်ကိုအသုံးပြုခြင်းတဲ့ ID ရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ညာဘက်ကချက်ခုလေးကိုနှိပ်ပေးရမယ်သူကအသုံးပြုလို့ရနိုင်မရနိုင်စစ်ဆေးပေးမှာဖြစ်တယ်နော်ဒါဆိုရင်စာယုံက no hand ID imita ဆိုတော့အသုံးပြုလို့ရတဲ့ ID ဖြစ်တယ်ဆိုတော့ close ဒီမိဖို့တို့မှာဆိုရင်လည်း6လုံးကနေ16လုံးအထိအသုံးပြုလို့ရတယ်အင်္ဂလိပ်စာကဏ္ဍသင်္ချာပြောရလို့ရှိရင်ကျမတို့ add တို့ shed တို့ယာခိုင်နှုန်းတို့အဲ့လိုမျိုးထုစုမွန်ချာဒါတွေလည်းအသုံးပြုလို့ရတယ်လို့ရေးထားတယ်နော်ဗီမီဘွန်းတို့ကိုခိုင်ခိုင်မာမာလေးဖြစ်သွားအောင်လို့အင်္ဂလိပ်စာရောသင်္ချာကဏ္ဍတွေရောပြီးရင် add တို့ shed တို့ယာခိုင်နှုန်းတို့အဲ့ဒါလေးတွေလည်းထည့်ပြီးတော့ပြုလုပ်မယ်နော်ဒီနေရာမှာကျမတို့တွေကနာမည်ကိုအင်္ဂလိပ်လိုဖြည့်တဲ့တနေရာပဲကိုယ်နာမည်အင်္ဂလိပ်လိုဖြည့်ပေးရမှာနော်ကျန်တာတွေကကြတော့အရှိမဖြည့်ခဲ့တဲ့အတွက်သူက auto အကုန်ပေါ်နေပြီးသားဖြစ်နေလိမ့်မယ် email လိပ်စာထည့်မယ်ဓာတ်ပုံထည့်မယ်ပြီးသွားလို့ရှိရင်ဒွန်းနုခါခီကိုနှိပ်မယ်လိပ်စာရိုက်ထည့်တဲ့အခါမှာဒီတိုင်းရိုက်ထည့်လို့မရဘဲနဲ့ညာဘက်ထောင်လေးကနေပြီးတော့ဂျူဆူကွန်ဆေလုပ်ပေးရမှာဖြစ်တယ်နော်ဒီလိုပေါ်လာမှကိုယ့်ရဲ့လိပ်စာကိုရိုက်ထည့်ပြီးတော့စာတိုင်းနံပါတ်နဲ့တိုက်ပြီးရွေးမယ်နော်အနီဝိုင်းပြထားတဲ့နေရာမှာကိုယ့်ရဲ့လက်ရှိကိုင်နေတဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်မယ်အောက်က user phone နေရာမှာကျတော့သူကဟိုးရှေ့မှာရွေးထားတဲ့အတွက် auto ပေါ်နေလိမ့်မယ်နော်သတင်းအချက်လက်တွေကို SMS ဖုန်းနဲ့လက်ခံမလား email နဲ့လက်ခံမလားဆိုပြီးတော့မေးထားတာလေးဖြစ်တယ်ကျမကတော့နှစ်ခုလုံးရေးရဲပဲဖြေလိုက်တယ်နော်ပြီးရင်အကုန်ပြီးသွားပြီဆိုရင် okay လေးနှိပ်မယ်
ကိုဖွင့်ထားတဲ့ ID နဲ့ password အတိုင်းတခါတည်း login ဝင်ကြည့်ကြည့်နော်ဒီမှာ ID ဖြည့်မယ် password ဖြည့်မယ်သူ့မှာပေါ်နေတဲ့ကဏ္ဍ6လုံးအတိုင်းတပုံစံနဲ့လိုက်ပြီးတော့ရေးမယ်ပြီးရင် login နှိပ်လိုက်ရင်ရပြီနော်